မေကွန်းပြပါဗျာအရှင်ဖေဆယ်ပါးတီလာမှာအထက်ကအရှိရပေါ့ရှင်ဗျာအရှိရ၅ပါးတီလာမှာဆိုရင်သူ့ရဲ့အကျိုးအပြည့်တစ်ခုချင်းစီရှိပါတယ်ဗျာဥပမာပါဏာတိပါတာဆိုရင်သူကမဆောင်ထင်းဘူးဆိုရင်အဲ့ဒီလူကအသက်တိုမယ်အနာများမယ်ဆောင်ထင်းမယ်ဆိုရင်အသက်ရှည်မယ်အနာကင်းမယ်ပေါ့ဗျာဒါပေမဲ့သူ့ရဲ့အနောက်က၅ပါးမှာကျတော့ဒီအကျိုးအပြည့်တွေမရှိဘူးလားဗျာပြီးတော့ဝီနီတိတ်ခါဘုတ်တွေမှာရောဆောင်ထင်းရင်အကျိုးမဆောင်ထင်းရင်အပြည့်တစ်ခုစီရှိပါသလားဗျာဆယ်ပါးတီလမှာကသူကရှေ့ကဟာကလောကဝိဇ္ဇာလို့ခေါ်တယ်အကုသိုလ်ဖြစ်တဲ့ကိစ္စအကုသိုလ်ဖြစ်တဲ့ဆိုမှတော့အကုသိုလ်ရဲ့အကျိုးအပြစ်ကရှိပြီးသားလေချောင်းခြင်းကုသိုလ်ရတယ်အကုသိုလ်ရဲ့အကျိုးရှိတယ်မချောင်းခြင်းအကုသိုလ်ဖြစ်တယ်နော်ဟိုဝိကာလဘောဇနာတို့နစ္စဂီတာတို့မာလာကဏ္ဍတို့ကြတော့ငရဲကြတော့ဟောမဟုတ်ဘူးစဉ်းစားကြည့်လေကိုယ့်ဘက်ကိုညနေစားတာအကုသိုလ်မှမဟုတ်တာအခုရဲတော်ညနေထမင်းစားတာအကုသိုလ်ဖြစ်ပြီလားငရဲကြမှာစနာအကုသိုလ်ညနေစားတော့ဒါကဘာလဲဆိုတော့ကုသိုလ်လိုချင်လို့စောင့်တာပဲရှိတာအဲ့တော့မစောင့်ရင်ကုသိုလ်မရတာပဲရှိတယ်သဘောလားမသိဘူးညတာစားလို့အကုသိုလ်ဖြစ်တာမဟုတ်ဘူးဟိုလူဥပုဒ်တယ်ပြောတာနော်ရဟန်းတော်တွေမှာကျတော့ဒါဝိနည်းရှိတဲ့ကြောင့်ဝိနည်းကိုချိုးဖောက်တဲ့ကြောင့်အကုသိုလ်ဖြစ်တယ်တော့ဒါကတော့လေတက်ပေါ့ဒါဆိုတာလူတွေဥပုဒ်တိလာဆောင်တဲ့အခါမှာကုသိုလ်ပိုးလိုချင်လို့ဟုတ်လားငါးပါးတိလာနဲ့အားမရဘူးထပ်ပြီးတော့ကုသိုလ်လိုချင်လို့ဒီကအပေါ်ဆောက်တည်တာပဲရှိတာကျိုးသားလို့လည်းအကုသိုလ်မဖြစ်ဘူးဟုတ်လားဥပုဒ်တိလာကမနေ့ကဘုန်းကြီးစီမှာအာမဘန်နဲ့ခံပြီးယူလိုက်တယ်ဒါပေမဲ့ညနေရောက်မနိုင်စားပလိုက်တယ်ရေထုံးအကုသိုလ်မဖြစ်ဘူးဘောလားမသိဘူးဟာငါဥပုဒ်တိလာကျိုးသွားပြီးအကုသိုလ်ဖြစ်သွားရင်မထင်နဲ့ဒါကုသိုလ်မရတာပဲရှိတာမထိန်နိုင်လည်းတော့ကုသိုလ်မရအောင်ဒါပဲနော်အဲ့တော့ဝိကာလဘောဇနာတို့နိစ္စဂိတမာလာကဏတို့ကတချင်းသားတော့နာအကုသိုလ်မဟုတ်လားဆိုမဟုတ်တယ်ဒါပေမဲ့အဲ့ဒီအကုသိုလ်ပြတ်ပေါက်တဲ့အကုသိုလ်မဟုတ်တချင်းသားတော့နာကစိတ်နော်နည်းနည်းလိုလိုက်ပြီးတော့နားထောင်တဲ့ဟာတာဖြစ်တယ်အကုသိုလ်တော့အကုသိုလ်ဒါပေမဲ့အပယ်ကျလောက်တဲ့ကြီးတဲ့အကုသိုလ်မျိုးမဟုတ်ဘူးနော်ဒါကြောင့်ကျွန်တော်ဒီဝိကာလဘောဇနာတို့နိစ္စဂိတတို့မာလာကဏတို့ဒီအပယ်ကျစေနိုင်တဲ့အမျိုးအစားတွေမဟုတ်တဲ့အတွက်ကြောင့်နော်သူ့မှာအထူးအကျိုးအပြစ်တွေမရှိတော့ပါဘူးနော်ဒါပေမဲ့ဟိုဒီတိုင်းတစ်ခုချင်းစီမှာအကျိုးရှိလားဆိုရင်ရှိတော့ရှိတယ်မဝိကလာဘောနာမစားဘူးလို့ရှိရင်ဝိတ်ကြတာပေါ့ရထွင်ဟုတ်လားညနေစာမစားလို့ရှိရင်လူထိုင်မှန်မှုထိနှံမိတာတွေပယ်နိုင်တယ်ရဟန်းတော်တွေဆိုရင်တရားထုတ်တာအရန်ကောင်းတယ်လေဟုတ်တော့သမင်းစီရစ်တာတွေမရှိတော့ခန္ဓာကိုယ်ပေါ့ပါတယ်ပေါ့နော်ဝိတ်ကြတာပေါ့နော်အဲ့လိုမျိုးအကျိုးတွေတော့ရှိတာပေါ့နော်ဟိုလိုငရဲကြတဲ့အကျိုးမျိုးတွေဘာတွေကတော့မရှိပါဘူးမဆောက်တည်ရင်ကုသိုလ်မရတာပဲရှိတယ်နော်အဲ့လိုပြောအောင်ပါခုနကမိကုန်းတစ်ခုမှာပါတာကရဟန်းဝိနည်းတွေမှာရောဆိုတာရဟန်းဝိနည်းတွေမှာလည်းခုနကတော့ဒါကလောကဝိဇ္ဇာနဲ့ပဏ္ဏတိဝိဇ္ဇာအကုသိုလ်ဖြစ်တဲ့ဝိနည်းတွေဆိုလို့ရှိရင်တော့အပယ်ကြမှာပဲလေအကုသိုလ်မဖြစ်တဲ့အာဘတ်တွေဆိုရင်တော့အပယ်မချနိုင်ပါဘူးဒီလိုပဲပြောရမှာပါနော်